ဟန်အခန်း1လောကကိုခရစ်တော်ကြွလာတော်မူတဲ့အကြောင်းအစအဦးမှာနှုတ်ကပတ်တော်တစ်ပါးရှိတော်မူတယ်။နှုတ်ကပတ်တော်ဟာဘုရားသခင်နဲ့အတူရှိတော်မူတယ်။နှုတ်ကပတ်တော်ကိုယ်တိုင်ကလည်းဘုရားသခင်ဖြစ်တော်မူတယ်။အဲ့ဒီနှုတ်ကပတ်တော်ဆိုတဲ့အရှင်သခင်ဟာအစအဦးကတည်းကဘုရားသခင်နဲ့အတူရှိတော်မူတယ်။အရာအလုံးကိုအရှင်သခင်ကိုယ်တိုင်ဖန်ဆင်းတော်မူတယ်။သူမဖန်ဆင်းပဲဖြစ်ပေါ်လာတဲ့အရာဘယ်အရာမှမရှိဘူး။အဲ့ဒီအရှင်သခင်စီမှာအသက်ရှိတယ်။အဲ့ဒီအသက်ဟာလူတွေအတွက်အလင်းတော်ဖြစ်တယ်။အဲ့ဒီအလင်းတော်ဟာမှောင်မိုက်ထဲမှာလင်းနေပေမဲ့မှောင်မိုက်ကလက်မခံဘူး။ဒီလိုနဲ့အလင်းတော်ရဲ့အကြောင်းကိုလူတွေယုံကြည်လာဖို့အတွက်တတ်သိခံအနေနဲ့ဖျားသခင်ဟာယောဟန်ဆိုတဲ့သူတစ်ယောက်ကိုစေလွှတ်တော်မူတယ်။ယောဟန်ကအလင်းတော်မဟုတ်ဘူး။အလင်းတော်ရဲ့အကြောင်းကိုတတ်သိခံတဲ့သူသာဖြစ်တယ်။ဟုံမှန်တဲ့အလင်းတော်ဟာဒီလောကကိုကြွလာပြီးလူတွေအားလုံးကိုအလင်းပေးတဲ့အရှင်ဖြစ်တယ်။အဲ့ဒီအလင်းတော်ဟာဒီလောကမှာရှိတော်မူပြီးလောကကိုလည်းဖန်ဆင်းတော်မူတယ်။ဒါပေမဲ့ဒီလောကကသူ့ကိုမသိကြဘူး။သူဟာသူ့ရဲ့နေရက်ကိုကြွလာပေမဲ့သူ့ရဲ့လူမျိုးတွေကသူ့ကိုလက်မခံကြဘူး။သူ့ကိုလက်ခံပြီးယုံကြည်တဲ့သူတိုင်းကိုဖျားသခင်ရဲ့သားသမီးတွေဖြစ်ခွင့်ပေးတော်မူတယ်။အဲ့ဒီဖျားသခင်ရဲ့သားသမီးတွေဟာလူမျိုးနဲ့ဆက်ဆိုင်ပြီးဖွာလာတာလည်းမဟုတ်သလိုမေထုံတန်ဝါဒပြုပြီးဖွာတဲ့သူတွေလည်းမဟုတ်ဘူး။လူအလိုဆန္ဒအတိုင်းဖွာတဲ့သားသမီးတွေလည်းမဟုတ်ဘူး။ဖျားသခင်ကိုတော်အတိုင်းဖြစ်ပွားစေတဲ့သားသမီးတွေပဲဖြစ်တယ်။နှုတ်ကပတ်တော်ဆိုတဲ့အရှင်သခင်ဟာလည်းလူသားအဖြစ်ကိုခံယူတော်မူပြီးကျွန်တော်တို့နဲ့အတူရှိတော်မူတယ်။အဲ့ဒီအရှင်သခင်စီမှာဂျေဇုတော်နဲ့တစ္ဆာတော်ပြည့်စုံနေတာကိုမြင်ရတယ်။ပြီးတော့ခမဲတော်ရဲ့တပါးရီတော်သားတော်ရဲ့ဘုန်းတော်ဖြစ်တဲ့အဲ့ဒီအရှင်သခင်ရဲ့ဘုန်းတော်ကိုကျွန်တော်တို့မြင်တွေ့ရပြီ။အဲ့ဒီအရှင်နဲ့ပတ်သက်ပြီးယောဟန်ကငါနောက်ကြွလာတဲ့သူဟာငါမရှိခင်ကတည်းကရှိနေပြီးသားဖြစ်လို့ငါထက်ပိုကြီးမြတ်တယ်ဆိုပြီးငါဟောပြောတာဟာအဲ့ဒီအရှင်သခင်ကိုဆိုလိုတာဖြစ်တယ်လို့လူတွေကိုတတ်သိခံတယ်။ပညတ်တရားကိုမောရှေကနေတဆင့်ပေးတော်မူတယ်။ကျေးဇူးတရားနဲ့တစ္ဆာတရားကတော့အရှင်ယေရှုခရစ်တော်စီကနေလာတာဖြစ်တယ်။ဒါကြောင့်ကိုရောရဲ့ပြည့်စုံခြင်းကနေကျေးဇူးတစ်ပါးပေါ်တစ်ပါးထပ်ဆင့်ပြီးကျေးဇူးပြုတာကိုငါတို့အားလုံးခံရကြတယ်။ဖျားသခင်ကိုဘယ်သူမှမမြင်ဘူးပေမဲ့ခမဲတော်ရဲ့ရင်ခွင်မှာရှိတဲ့တပါးရီတော်သားတော်ဟာဖျားသခင်ကိုထင်ရှားစေတော်မူပြီ။ဒီအကြောင်းကတော့ရှင်ယောဟန်အခန်း1အပိုင်ငယ်1မှ18အထိဖြစ်ပါတယ်။